ကွယ်လွန်သွားပြီးဖြစ်တဲ့ထိုင်းပြည်သူတွေချစ်ခင်တဲ့မင်းသမီးကြီးဖတ်ချရာကီတီယာဖာရဲ့ဂဝဇာကြောင်းပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကထိုင်းနိုင်ငံတစ်ခုလုံးဝမ်းနဲ့ပူဆွေးမှုတွေနဲ့ဖုံးလွှမ်းသွားခဲ့ရပါတယ်။အကြောင်းကတော့ပြည်သူတွေရဲ့အချစ်တော်ယာမအစဲဘီရင်ကြီးရဲ့သမီးတော်အကြီးဆုံးမင်းသမီးဖတ်ချရာကီတီယာဖာကကွယ်လွန်သွားပြီဖြစ်ကြောင်းတော်မင်နန်းတော်ကတရားဝင်ထုတ်ပြန်ခဲ့လို့ပါပဲ။သူမဟာ1988ခုနှစ်မှာလက်ရှိယာမအစဲဘီရင်ကြီးနဲ့ပထမဆုံးဇနီးမင်းသမီးစုံစဝလီယောကနေခွာမြင်ပြီးဘီရင်ကြီးယာမကိုနဲ့ပထမဆုံးမြင်းဦးလည်းဖြစ်ခဲ့ပါတယ်။ငယ်စဉ်ကတည်းကမျက်နှာဝိုင်းဝိုင်းအပြုံးချိုချိုလေးနဲ့အလွန်ချစ်ဖို့ကောင်းခဲ့တယ်လို့ထိုင်းရိုးရာစောင်းတီးခတ်ခြင်းနဲ့ရိုးရာအကအလားတွေမှာပါထူးချွန်ခဲ့တဲ့သမီးလေးမလေးဖြစ်ပါတယ်။အရွယ်ရောက်လာတဲ့အခါမှာလည်းအခွင့်ထူးခံဘဝနဲ့မနေပဲအမေရိကန်ကော်နယ်တက္ကသိုလ်ကနေဥပဒေဒေါက်တာဘဝအထိထူးထူးချွန်ချွန်စွတ်ခုခဲ့ပြီးကဘာကပါအတိအမှတ်ပြုရတဲ့ဥပဒေပညာရှင်မင်းသမီးဖြစ်လာခဲ့ပါတယ်။အစိုးရရှိနေဖြစ်ရာထူးငယ်ကနေရုန်းကန်ခဲ့တယ်လို့ထောင်တွင်အမျိုးသမီးတွေရဲ့ဘဝကိုမြင့်တင်ပေးဖို့ Inspire Project ကိုကိုယ်တိုင်ဦးစီးခဲ့ပြီးကုလသမဂ္ဂမှာပါတန်အမတ်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။စစ်ဘက်မှာလည်းဘရင်ကိုရန်တော်တပ်ဖွဲ့မှာဗိုလ်ချုပ်ကြီးအဆင့်ထိတာဝန်ယူကာပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့လေဒီခုံတင်တန်းတွေကိုပါရဲရဲဝံဝံအောင်မြင်ခဲ့သူပါ။ဒါတင်မကပဲပြည်သူတွေတဘာဝဘေးအန္တရာယ်ကြုံစားတိုင်းရွှံ့နွမ်းတဲ့အထိကိုယ်တိုင်ဆင်းပြီးကူညီတတ်တာကြောင့်ပြည်သူတွေရဲ့နှလုံးသားထဲမှာအစစ်အမှန်နေရာရခဲ့ပါတယ်။နန်းတွင်ဥပဒေအရအမျိုးသမီးတွေလည်းထီနန်းဆက်ခံခွင့်ရှိတာကြောင့်သူမဟာအနာဂတ်မှာထိုင်းနိုင်ငံရဲ့ပထမဆုံးဘယင်မ ruling queen ဖြစ်လာလိမ့်မယ်လို့ပြည်သူတရက်လုံးကမျှော်လင့်အားကိုးခဲ့ကြပါတယ်။ဒါပေမဲ့ဖြစ်ရဆိုကြီးက22ခုနှစ်ဒီဇင်ဘာလ14ရက်နေ့မှာစတင်ခဲ့ပါတယ်။အာနာပိုင်ခွေးလေးတွေကိုကိုယ်တိုင်လေ့ကျင့်ပေးနေစဉ်အတွင်းနှလုံးခုန်မမနဲ့ယောဂကြောင့်ရုတ်တရက်တက်တီလင်းပြီးမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဖခင်ဖြစ်သူယာမအစ်ဆဲဘရင်ကြီးဟာချင်းမိုင်တက္ကသိုလ်မှာကျောင်းသားတွေကိုဘွဲလက်မှတ်တွေကိုယ်တိုင်ပေးရနေတဲ့အချိန်ဖြစ်ပါတယ်။သမီးကြီးအသက်အန္တရာယ်စိုးရင်ရတဲ့သတင်းဆိုကြောင့်ဘရင်ကြီးဟာချက်ချင်းပဲအခမ်းအနားတွေကိုရပ်နာပြီးသမီးတော်ရှိရာဆေးရုံကိုရဟရဲနဲ့အပြေးလာသွားရောက်ခဲ့ပါတယ်။မင်းသမီးကြီးကိုဘန်ကောက်ရှိချူလာလောင်ကွန်ဆေးရုံကြီးကိုရွှေ့ပြောင်းပြီးနှလုံးအစုံနဲ့ကြောက်ခန့်လှုပ်ဆောင်ချက်တွေကိုဆက်ပစ္စည်းကိရိယာများအပြုံးကျကအထူးကြမှတ်ကုသပေးခဲ့ပါတယ်။နောက်ထပ်ပြည်သူတွေရင်းနှီးခဲ့ရတဲ့အကြောင်းရင်းတစ်ခုကတော့မင်းသမီးကြီးရဲ့စမ်းချေပြီးနတ်နဲလာတဲ့အချစ်စကြောင်းကြောင့်ပါ။မင်းသမီးကြီးဟာကွယ်လွန်ရှိအထီးတရားဝင်အိမ်တော်ပြုခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့သူမရဲ့ဘေးနားမှာအမြဲတမ်းကိုရန်တို့လိုအနီးကပ်လိုက်ပါရှောင်းရှောက်ပေးခဲ့တဲ့ချစ်သူဘိုးမှုကြီးပြရာစင်ရှိခဲ့ပါတယ်။သူတို့တို့ဟာနန်းတွင်ကသဘောမတူလို့မဟုတ်ပဲဘရင်ကြီးကိုယ်တိုင်အပြည့်စုံနားလေလက်ခံပေးထားပြီးမြမင်းသမီးကြီးကတိုင်းပြည်တာဝန်တွေကိုဦးစားပေးခြင်းလို့အိမ်တော်မပြုပဲအချိန်ဆွဲထားခဲ့တာပါမင်းသမီးကြီးစေးရုံမှာ3နှစ်နီးပါးခေါ်မှဝင်ပြီးဒလီမီမျောနေခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလေဘုံမှုကြီးဟာကတန်ဘေးကနေမခွာပဲသစ္စာရှိစွာနေညမပြတ်ဖြူစုဆောက်ရှောက်ခဲ့ပါတယ်ဒါပေမဲ့မျောလင်းချက်အားလုံးကိုကြော်လွတ်ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့မှာတော့မင်းသမီးကြီးဟာထာဝရနှုတ်ဆက်သွားခဲ့ပါပြီအားလုံးကိုရဲရဲလဲရွှဲဖြစ်စေခဲ့တဲ့မြင်ကွင်းတစ်ခုကတော့မင်းသမီးကြီးရဲ့ရုပ်ကလာကိုတန်ဆောင်လာတဲ့ကားပေါ်မှာဘိုးမှုကြီးပြရာစင်ကိုယ်တိုင်လိုက်ပါလာပြီးဝမ်းနဲ့ချဲ့ခွဲစွာနဲ့သူ့ရဲ့မျက်ရည်တွေကိုတုပ်နေတဲ့မြင်ကွင်းပါပဲသူမကွယ်လွန်သွားပြီမဲ့သူမချန်ထားခဲ့တဲ့တရားဥပဒေစိုးရုံမှုလို့ရတွေနဲ့ပြည်သူအပေါ်မှာထားတဲ့ကရုဏာတရားတွေကတော့ပျောက်ပြတ်သွားမှာမဟုတ်ပါဘူးထိုင်းပြည်သူတွေရဲ့နှလုံးသားထဲမှာတော့မင်းသမီးကြီးဖတ်ထရာကီတီယာဖာဟာတိုင်းပြည်အတွက်အသက်ထက်တာဝန်ကိုဦးတည်သွားခဲ့တဲ့ထာဝရပြည်သူမင်းသမီးကြီးဖြစ်လေးနက်စွာတည်ရှိနေဦးမှာဖြစ်ပါတယ်